ယောက်ျားမျိုးသားဖြစ်သွားပြီ မျိုးသားပြောသွားမျိုးသားပြော မပေါင်းနိုင်တော့ဘူးဆိုပြီးတော့ဖြစ်သွားတယ် မပေါင်းနိုင်ဆိုပြောသွား ဘာမှမဟုတ်တဲ့အကြောင်းနဲ့စကားညံ့ရင်ဖြစ်ကြတယ် ဟုတ်လား ဟုတ်အဲ့ဒါနဲ့ပဲမပေါင်းနိုင်တော့ဦးတဲ့ကလေးလည်းစိတ်ဝင်စားဘူးတမျိုးလည်းစိတ်ဝင်စားဘူးဖြစ်သွားတယ် နော် ဟုတ်အမိရုံးနေပါလေတိုင်နေဦးတို့ရှိမှလည်းလာတောင်းမှန်တယ်လုံးဝမပေါင်းဆိုတာကြီး ဟုတ်လားဩအဲ့လိုဖြစ်နော် ကလေးစိတ်တောင်းတော့လည်းမပေးဘူးဖက်ပြီးသွား အဲ့ဒါခလေးကဘယ်နှလားရှိပြီ 6လကျော်ပဲရှိ 6လကျော်ရယ်ညီမအသက်က 21 21ရှင်းဆက်ပြီးဘာလုပ်မလဲ အခုလောဆယ်တော့ညီမအဖိုးမှာပဲမိကိုပြီးနေရတာပေါ့ဘာဖြစ်စလားကနေကျွေးတယ်ခလေးကြီးလာရင်တော့ဘာအလုပ်ထွက်လုပ်လို့ပြော ခလေးချင်းကကွာတော့ဟုတ်ပြီ ကလေးကလောဆယ်ကြည့်ပေးမဲ့သူမရှိတော့အဖွားလည်းအသက်ကြီးပြီဆိုတော့တပည့်အနားမှနေနေရ နော်ခလေးတို့အဓိကခက်ခဲလို့နော်ဘယ်လိုမျိုးပြန်ဆက်တယ်ဆိုရင်ပြန်ပေါင်းပါ သူကပြန်ပေါင်းမယ်ဆိုတော့ညီမမှလည်းအားကိုးစရာမရှိတော့ ကိုအလုပ်ရောလုပ်ပါလားဘာလုပ်တယ်လဲ အလုပ်ကတော့ မစေးရောက်တာတို့ကုန်စေးရောက်တာတို့တခုခုပေါ့ ဟုတ်လုပ်ဆိုင်လေးအစားပြေးဆိုင်လေးအလုပ်မျိုးအတုပ်လေးပါလေးရောင်းဖို့တော့ဟိုဖြစ်တယ်တမီးမှအရင်းနှီးမရှိတော့လို့အခက်ခဲတယ် အရင်ပြောလို့ဆိုရတယ်နော် အဲ့တော့တမီးလည်းမပြောတတ်ဘူးဟုတ်ဘာမှတော့မရောင်းဘူး ဘယ်လိုမျိုးလဲအစားကြီးဘိမိုးတို့ခေါင်းမိုးတို့ဘာလဲ အတုပ်တို့ အတုပ်တို့ပေါ့ မောင်းတာအဲ့လိုမျိုးအဖွားချက်တက်တယ်ဆိုတော့ဒီနောက်ကနေချက်ပေးမယ်တဲ့ရောင်းချင်ရောင်းတဲ့ ဘာနိုင်ဆိုင်သေးပေါ့နော်ဟုတ်တယ်မလားတော့ ဒီရုံးမှာတောင်းမယ် ရုံးကိုခေါ်ပြီးတော့ဆင်းပေးတယ်ဆင်းပေးပြီးတော့ခဏလေးလက်ခံတင်တာမင်းလည်းမပေးဘူးပေါင်းပါအဲ့လိုကျွန်တော်စဉ်းစားမယ်ဆိုတော့အဲ့ဒီကပတ်ပြီး အဲ့ဒီဆိုင်ဆိုတော့ဟာ ကျွန်တော်တို့ရုံးကနေဆိုတော့ဒီကြီးစုပြီးတော့နိုင်တာလေး ဟုတ်တယ်နော် အခက်အခဲအများကြီးတော့ဒီလိုဆိုနေတာ ဟုတ်တယ်ဟုတ် ဒီမှာဒီပိုင်းသူစားပါဒီတဲ့ ဟုတ်ကဲ့ ဒီဖြစ်တယ် ဟုတ်လား အဲ့ဒီကဘာလဲအဲ့နာမည်ပဲရှိနေ ချစ်ပြီလား တရားတွဲရင်လည်းတွဲပေါ့ ဟုတ်တော့ ကမနဲ့ချောင်းဝင်တော့ ဟုတ်လားဟုတ်လို့ဆိုနော်ဝင်လို့ဆိုခလေးတော့နဲ့ညီမတို့3အလူငွေ3သိန်းလူရနော် ဟုတ်ကဲ့ 3သိန်းပါနော်လူစင်းစကောင်းမယ်နော် ဒီချက်မကလည်းဒီနိုင်ပါစေလို့ ဒီလိုဆိုနေကြနော် ဒီဘွားရေးလည်းအဆင်ပြေပါစေလို့ဒီလည်းအများကြီးတင်ပါတယ်ဟုတ် โอเคပါအဲ့ဒါနဲ့လောလာလေးတော့နော်လောဆယ်ပေါ့အခုအလူငွေထည့်ရရင်တစ်စိတ်ဘူးနော် ဟုတ် โอเคဘာလဲ မောတယ်ညီမမောတယ်ဘာလို့ဒီလိုပဲကြောင်းနဲ့ကြောင်းလက်ပဲနေတာပဲကိုတော့မဲလည်းကျွန်တော် ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ပါကျေးဇူးပါနော်โอเค